အားလုံးမင်္ဂလာပါကျွန်တော်နာမည်ထောက်ဝင်ပါတော့ပြီးခဲ့တဲ့အပိုင်းကဒီ API gateway ရဲ့ block route ရဲ့ဒီ post method လေးမှာပဲကျွန်တော်တို့ဒီ authorizer ကို attach လုပ်ခဲ့တယ်ပေါ့နော်အဲဆိုကျွန်တော်တို့ဒီ post method ကတနည်းအားဖြင့် postတွေ create လုပ်တဲ့ကောင်ပေါ့နော်ဒီရှုပ်နေမှာဒီ post method နဲ့ block ရဲ့ post နဲ့ရှုပ်နေလိမ့်မယ်ကျွန်တော် handsome မှာဒီ post method ကိုပြောရအောင်ကျွန်တော်ဒီ post တွေ create လုပ်ချင်တယ်ဆို block post တွေ create လုပ်ချင်တယ်ဆိုရင် block route post method ကိုခေါ်ရတာလေအဲဆိုကျွန်တော်တို့ post create လုပ်တဲ့ API နဲ့ testing ဆန်းကြည့်မယ်ပေါ့နော် okay အဲ့ဒါဆိုရင်ဒါ post create လုပ်တဲ့ API ဒါကျွန်တော်ဒီ name လေးတွေပြောင်းလိုက်ပါမယ် authorizer title 1 authorizer content 1ဆိုပြီးတော့ okay request လုပ်ကြည့်လိုက်မယ် okay ကျွန်တော်ဒီမှာ internet server error တက်တယ်ပေါ့နော် okay internet server error တက်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုရင်အခုကျွန်တော် log ကိုတွားကြည့်မယ်ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ဒီ my post function ကိုပဲတွားကြည့်မှာပေါ့နော် my post function ကိုတွားကြည့်တော့ okay ဒီနေ့21ရက်ပေါ့နော်ဒါပေမဲ့ဒီ19ရက်နေ့မှာ19ရက်နေ့ log အပြင်မရှိဘူးပေါ့နော်အဲဒါဆိုတော့ဒီ log group မှာတစ်ချက်တွားပြီးတော့ဒီ lambda authorizer ကိုကြည့်မယ်ပေါ့နော် lambda authorizer ရဲ့ log မှာတော့ဘာလဲဆိုရင်ကျွန်တော်တို့secret manager ကနေလည်းတွားယူထားတယ်နောက်ပြီးကြတော့ဒီ user မှာပေါ့နော် user ဆိုပြီးတော့ကျွန်တော် log ထုတ်ခဲ့တယ်လေဒီ lambda authorizer ရဲ့ဒီအပိုင်းလေးမှာ user ဆိုပြီး log ထုတ်ခဲ့တယ်ဒါပေမဲ့ကျွန်တော် return မှာဆက်ကို return မပြန်ထားဘူး okay ဒါဘာလို့ return မပြန်ထားတာလဲဆိုတော့ကျွန်တော် share ထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အခုဒီ lambda authorizer တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ return ကပုံမှန်ကျွန်တော်တို့ဒီလိုမျိုး return status code status code ပေါ့လေ header တို့ကျွန်တော်တို့ပုံမှန် API က request response လိုမျိုးပြန်လို့မရဘူးပေါ့နော်သူ lambda authorizer မှာသူသတ်မှတ်ထားတဲ့ return ပြန်ရမယ့် type တွေရှိရပေါ့နော်ဒါပေမဲ့သူမှာဒီ documentation ကသူက API gateway အောက်မှာရှိရနော်ကျွန်တော် lambda အောက်မှာရှိရမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ API gateway နဲ့ပဲဆိုင်တာမဟုတ်လို့ lambda authorizer ကတို့မှလိုက်ရှာရင်တော့အများကြီးပေါ့နော်ဒီကျွန်တော်လည်းအကုန်လုံးအသေးစိတ်တော့မရဘူးကျွန်တော်တို့တခုခုဥမာထားတော့ JWT authorizer သုံးညင်နေဆိုမှဒီလိုမျိုးကိုကဲမှာရိုက်ရှာပြီးတော့ထွက်လာတဲ့ဒီ documentation ကိုသွားဖတ်တာမျိုးအဲ့လိုမျိုးပဲလုပ်တယ်ပေါ့နော်အခုကျွန်တော်တို့ lambda authorizer မဟုတ်လို့ကျွန်တော် lambda authorizer အောက်ကိုသွားလိုက်မယ်ဒီမှာမှသူ lambda authorizer ဟိုမှ REST API နဲ့ HTTP API ဆိုပြီး꿰သေးရပေါ့နော်ဒါ HTTP API အောက်ကဒီ lambda authorizer မှာသူ payload format ဆိုတာရှိတယ် okay ဒီ payload format ကကျွန်တော်တို့အရင်ဒီ API gateway နဲ့ lambda နဲ့ချိန်တုန်းကတစ်ခေါက်ပြောခဲ့တယ်ပေါ့နော်အဓိကကတော့ API gateway ကနေဒီလို API gateway ကနေပြီးတော့ဒီ lambda ကိုပို့တဲ့အချိန်မှာဘယ်လို format မျိုးနဲ့ပို့မှာတော့ဆိုတာမျိုးပြောထားတာပေါ့နော်ဒီ payload format က okay ဒီမှာ lambda authorizer response format မှာမှသူက response format 1.0 ဆိုရင်ဒီလိုရရပါတော့ဒါပေမဲ့ format 2.0 ရှိတာဒီ lambda function response မှာ format 2.0 ရှိတယ်ပေါ့နော် 1.0 မှာတော့ဒီပုံစံပဲရှိတယ် 2.0 မှာတော့ဒီလိုပုံစံရှိတယ် okay အဲ့ဆိုရင်အခုကျွန်တော်တို့ဒီ 2.0 ပေါ့နော်အခု API gateway ရဲ့ဒီ authorizer မှာ okay ဒီမှာကျွန်တော်ရွေးထားတဲ့ဟာရှိတယ် response type မှာ simple နဲ့ edit ပြန်လုပ်ပြမယ်နော် simple နဲ့ IAM policy ဆိုတာရှိရပေါ့နော် okay အဲ့ဒါကိုကျွန်တော်ပြောပြပေးမယ်အခုဒီမှာ response type lambda function response for format 2.0 ကကြတော့ simple response နဲ့ IAM policy ဆိုပြီးတော့နှစ်ခုရှိတယ် okay simple response ကတော့ရိုးရှင်းလေးတွေ is authorized
နဲ့ contact နဲ့ဆိုပြီးနှစ်ခုရှိတယ် contact ကဘာလဲဆိုလို့ရှိရင်တနည်းအားဖြင့်payload ဆိုတာဘလို့ပဲ payload ကိုပြောရလဲဆိုရင်အခုကျွန်တော်တို့ကဒီ lambda ကနေဒီဆက်ဖြစ်သွားရင်ကျွန်တော်ဒီ payload လေးကိုထည့်ပေးလိုက်လို့ရတယ် okay ဒီ user ရဲ့ payload လေးကိုကျွန်တော်တို့ကဒီ API gateway ကိုပေးလိုက်လို့ရတယ်အဲ့လိုမျိုးပေးခြင်းကြတော့ကျွန်တော်တို့ကဒီ contact ထဲကိုထည့်ပေးလိုက်လို့ရတယ်ပေါ့ okay now IAM policy ကကြတော့သူကဟိုကြိုက်ရတဲ့သုံးလို့တော့ရတယ်ပေါ့နော် IAM policy ကကြပို့ပြီးတော့နည်းနည်းလေးကျွန်တော် restrict ဖြစ်တဲ့ API တွေပါတယ်ဆိုလို့ရှိရင်တော့ဒီ IAM policy ကိုအသုံးပြီးတော့လုပ်လို့ရတယ်ကျွန်တော်နှစ်ခုလုံးကိုကျွန်တော်တစ်ခါတည်းဟို share ပေးလိုက်မယ်ပေါ့နော်အဲ့ဒါပေမဲ့ပထမဆုံးအနေနဲ့ကျွန်တော် simple response လေးကိုပဲအရင် share မယ်ဒီ simple response ကဘာလဲဆိုရင်ကျွန်တော်တို့လုပ်ခွင့်ပြုမယ်ဆိုလို့ရှိရင် is authorized ကို true လုပ်ခွင့်မပြုဘူးဆိုရင် false ရိုးရှင်းရှင်းလေးတယ်အဲ့တော့အခုကျွန်တော်တို့ဒီကောင်လေးကို copy ကူးမယ်အခုကျွန်တော်တို့setting လုပ်ထားတာကလည်းဒီမှာနော် simple response ပဲ okay ဒီမှာ simple response အဲ့ဒါဆိုရင် my post function ကဘာမှမလုပ်သေးဘူးเนาะအခုကျွန်တော်တို့ဒီ lambda authorization နဲ့မှာပဲအကယ်၍ဒီ error တက်တယ်ဆိုရင်ပေါ့เนาะတခုခုကြောင့် error တက်တယ်ဆိုရင်ကျွန်တော်ဒီလိုပြန်လို့မရတော့ဘူး return ဟိုက copy ကူးလာတဲ့ကောင် is authorized ဆိုတော့ကျွန်တော်တို့ဒီကောင် error တက်ပါတယ်ဆို authorized မဖြစ်တော့ဘူးလေမင်းကို ကျွန်တော်ဒီမှာလာပြီး update လုပ်လိုက်မယ်အကယ်၍ကျွန်တော်တို့ဒီ lambda authorizer ကဒီ lambda authorizer က error တက်ရင်ကျွန်တော်တို့ကဘာလဲဆိုဒါ simple response เนาะ simple response ဆိုရင်ဒီပုံစံပြန်ရမယ် okay အဲ့ဒါဆိုဆက်ဖြစ်ရင်ရောဆက်ဖြစ်ရင်ဆိုလို့ရှိရင်အခုကျွန်တော်တို့ကဒီ error screen ကြည့်ပြလိုက်နော်တော့ error တက်ပါတယ်ဆိုကျွန်တော်ဒီထဲမှာ payload ကဘာမှမရှိဘူးလေ payload ထည့်ပေးလိုက်မထည့်ပေးလေရတယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီ payload ကိုသုံးမှာကဒီ API gateway ကနေပို့လိုက်တဲ့ဒီ my post function ကသုံးပါလေ error တက်တယ်ဆိုမှတော့ဒီ my post function ကိုမရောက်တော့ပဲသူကဒီနေရာမှာနေ client ကို reject error တန်းပြသွားမှာအဲ့တော့ဒီ payload လေးက error တက်တယ်ဆိုရင်ထည့်ပေးလေရတယ်မထည့်ပေးလေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်မထည့်တော့ error တက်ရင်မထည့်တော့ဘူး okay အဲ့ဒီအတိုင်းပဲကျွန်တော်တို့ကဒီမှာဒါကြတော့ verify မဖြစ်ရင်ကျွန်တော်သူ့ကိုဒါ verify လုပ်ထားတာလေ JWT token တော့ပါလာတယ်ကျွန်တော်တို့ verify မဖြစ်ရင်လေဒီ error ပြမယ် JWT token မပါလာဘူးဆိုရင်လေဒီဟာပြမယ် okay is authorized false ဆိုတော့ response ပြန်သွားမယ်ပေါ့နော် response ပြန်သွားမယ် okay ဆက်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော် is authorized ကို true ပေးမယ် okay ဒီမှာဒီ console က AI ကသူတခါတည်းကျွန်တော်တို့ရေးမဲ့ code တွေကိုသူကလည်းသူ generate လုပ်နေအဲ့တော့ဒီ contact ပေါ့နော်ဒီ contact က user ကိုကျွန်တော် payload ကိုဆက်ဖြစ်ရင်တော့ကျွန်တော်တို့ကနောက်ထပ်ဒီဘက် my post function ဘက်ကိုသွားရမှာဆိုတော့ကျွန်တော်တို့ဗာလဲဆိုရင် contact ဆက်ဖြစ်ရင် contact ထဲကိုကျွန်တော်တို့ဒီ JWT verify လုပ်လို့ရလာတဲ့ user တွေကိုထည့်ထားဒီ user ကိုထည့်ပေးလိုက်မှာပေါ့နော် contact ထဲမှာ user ဆိုတဲ့ key နဲ့ဒီ JWT token နဲ့ payload ကိုထည့်ပေးလိုက်မှာ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုရင်အခုဒီတိုင်းလေးထပ်ပြီးတော့ run ကြည့်မယ်ဒါပေမဲ့အခု my post function ဘက်မှာပါသူ့ထဲမှာဒီမလိုတဲ့ကျွန်တော် JWT token နဲ့မလိုတဲ့ကောင်တွေဖြတ်ပလိုက်ဒီကောင်လည်းဖြတ်လိုက်မယ် delete permanently delete okay ဒီမှာကျွန်တော် JWT ဒီကောင်မလိုတော့ဘူးဒီကောင်လည်းမလိုတော့ဘူးဒီ token တွေပါတယ်စစ်စရာလည်းမလိုတော့ဘူး okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ
ဒီတိုင်းလေးပဲဒါပေမဲ့သူ့စီမှာ request ကဘယ်လိုဝင်လာလဲဆိုတော့ကျွန်တော် console ထုတ်ပြမယ်နော် console.log event ကိုထုတ်လိုက်မယ် deploy လုပ်လိုက်မယ်ဒီဘက်မှာလည်း deploy လုပ်လိုက်မယ်โอเคဒီခုလုံး deploy ဖြစ်သွားရင်ကျွန်တော်ပြန်ပြီး request လုပ်မယ်โอเคအဲ့ဒါတက်သွားပြီโอเคဘယ်ကနေအဲ့ဒါတက်အောင်တစ်ခုချင်းသွားပြီး confirm မယ်အရင်ဆုံး CloudWatch ထဲကကျွန်တော်ဒီ lambda authorizer ကိုလုပ်မယ် detail အဲ့ဆို lambda authorizer ကတော့အဲ့ဒါတက်တာမျိုးမရှိဘူးโอเคဒါပေမဲ့ကျွန်တော်တို့မှားတဲ့ဟာတစ်ခုခုထည့်ကြည့်မယ်ဥပမာ GWT token ကို123ဆိုပြီးတော့ပြောင်းထည့်တာမျိုးโอเคဘာဖြစ်သွားလဲ forbidden 403copy မကူးလိုက်အောင်ဒါ user 4ရဲ့ token ကိုယူလိုက် user 4ရဲ့ token နော်အဲဆိုရင်ပြီးရတာ okay internet server အဲ့ဒါတက်တယ်အဲဆိုရင်ဒီ lambda authorizer ကတော့ okay ဒီမှာကတော့အလုပ်လုပ်နေမှာဒီမှာဆက်ပဲပြနေတယ်အဲ့ဒါဆိုရင် my post function ရဲ့ CloudWatch log ကိုသွားကြည့်မယ်ပေါ့နော် my post function ရဲ့ CloudWatch log my post function ရဲ့ CloudWatch log ကဘာပြနေမလဲဆိုရင် okay ဒီမှာသူ secret.mg ကို import လုပ်ထားလို့ပေါ်အကောင့်ကြီးဖြတ်ဖို့ရကြမ်းနေတယ်ကျွန်တော် file ဒီဘက်မှာ secret.mg file မရှိတော့ဘူး okay deploy ပြန်လုပ်လိုက်မယ်တက်ပြီးတော့ request လုပ်ကြည့်မယ် okay internet server အဲ့ဒါတက်တယ် log မှာသွားပြီးဖတ် log မှာသွားကြည့်မယ်ပေါ့ okay အဲ့မှာပြဿနာပါလဲဆိုတော့ user is not defined ဆိုတာအခုကျွန်တော်တို့ကအရင်မဖြတ်ခင်ကုတ်ကိုတစ်ချက်ပြန်ပြမယ်အရင်မဖြတ်ခင်ကကျွန်တော်တို့ user ကဒီမှာရှိတယ် user က verify လုပ်ပြီးတော့မှဒီထဲကို create post တွေကိုပို့ထားတာအခုကျွန်တော်တို့ကဖြတ်လိုက်တော့ဒီ user လေးကမရှိတော့ဘူးလေအဲ့တော့ကျွန်တော်ဒီ user လေးကမရှိတဲ့အတွက် undefined ဖြစ်ပြီးတော့ error တက်သွားတာပေါ့နော်ဒီနယ်လေးမှာသူရဲ့ error ကိုတစ်ချက်ကြည့်မယ်ဆိုရင်23ကြောင်းပေါ့နော် user is not defined ဆိုရင်23ကြောင်းရဲ့38လုံးမြောက်23ကြောင်းရဲ့38လုံးမြောက်ကဒီ user ဆိုတဲ့ကောင်လေးကတတ်မှတ်မထားတာဖြစ်တဲ့အတွက်သူ error တက်သွားတာ okay အဲ့ဆိုအဲ့ကျွန်တော်တို့ဒီပေးလို့ရောက်မရောက်ကိုဒီ log မှာကျွန်တော်တို့ဒီ event ကို log ထုတ်ထားတယ်လေအဲ့ဆိုရင်ကျွန်တော်ဒီမှာအပေါ်အကောင် event ကို log ထုတ်ထားတယ် event မှာpost block request တိုက်တယ် okay ဒီမှာ authorizer ရှိတယ် authorizer မှာ lambda ဆိုပြီး object ကိုပဲမြင်ရတာ okay အဲ့ဒါကိုကျွန်တော်ဒီဘက်မှာ string ပြန်ပြောင်းပြီးတော့ပြမယ်နော် json. okay string ဖိုင်နဲ့သူအကုန်မမြင်ရလို့ကျွန်တော်စာသားပုံစံပြောင်းလိုက်တာပေါ့စာသားပုံစံပြောင်းပြီး log ထုတ်လိုက်တယ် okay ပြန်ပြီးတော့ထပ်ပြီးတော့ request လုပ်ကြည့်မယ် အဲ့ဒါတက်မယ် log ကအကုန်လုံးမြင်ရမယ် okay မြင်ရပြီလားသူကဘာဖြစ်သွားပြီလဲဆိုရင် authorizer ရဲ့ lambda ရဲ့အောက်ကမှကျွန်တော်ထည့်ပေးလိုက်တဲ့ contact အောက်က user ပေးလို့ဆိုပြီးရတယ် okay အဲ့ဆိုရင်မျက်လုံးနဲ့မြင်တာအောင်လို့အခုကျွန်တော်ပြမယ်နော်အခု my authorizer မှာဆက်ဖြစ်ရင်ဒီပုံစံလေးပေးလိုက်တာအဲ့ဆိုကျွန်တော်ပုံမှာဒီနည်းလေးမှာထပ်ထည့်လိုက်မယ်
ပေါ်နေတူလိုက်မယ်ဒီလောက်ပဲချုပ်ထားလိုက်တယ်ပဲ okay ဆက်ဖြစ်ရင်ကျွန်တော် is authorized through contact ထဲမှာ user ဆိုပြီးထည့်ပေးလိုက်တာပေါ့နော်ဒီ user ကတော့သူ့ရဲ့ payload တွေဖြစ်မှာပေါ့ဒါပေမဲ့ဒီဘက်မှာ lambda နဲ့ရောက်သွားတော့သူ့ရဲ့ log ကိုကြည့်မယ်ဆိုလို့ရှိရင်အခုဒီမှာကျွန်တော် request contact အောက်က authorizer အောက်က lambda အောက်က user ဆိုပြီးဒီပုံစံပြန်ရတယ်ပေါ့နော် နည်းနည်းအကုန်ပြန်ဖြစ် okay ဒီပုံစံဒီ lambda မှာရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီကောင်ကိုပြန်ပြီးတော့ဖမ်းပြီးတော့ဒီ my post function ရဲ့ user တွေကိုတွားထည့်ပေးရမှာ okay ဘယ်လိုမျိုးပြန်ပြီးတော့ဟိုလုပ်မလဲဆိုရင်သူ့ရဲ့ event ရဲ့ဘယ် level မှာလဲဆိုရင် request contact အဲဆိုရင်အခုကျွန်တော်တို့က sorry my post function ရဲ့ထဲမှာပဲ try နဲ့မှာပဲယူလိုက်မှာပေါ့နော် let user က event ရဲ့ request contact okay request contact ရဲ့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် authorizer အောက်က lambda အောက်က user authorizer အောက်က sorry lambda အောက်က user okay deploy လုပ်မယ်ဒီဘက်မှာ log ကြည့်မယ်ဆိုရင်လည်းရတာခုနကတော့ user 4ရဲ့တုံကန်နဲ့ request လုပ်လိုက်တော့ဒီ payload ထဲမှာလည်း user 4ရဲ့ payload ရတယ်ပေါ့နော်ဒါပြန်ပြီး request လုပ်ကြည့်မယ် okay ဆက်ဖြစ်သွားပြီ okay ကျွန်တော်ဒီဘက်မှာရေးတဲ့ကောင်လဲเนาะ authorizer title 1 title 2 sorry content title 1 content 1ပေါ့နော်အခု title 2 content 2 tag create လုပ်လဲသူအလုပ်လုပ်သွားမယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ delete လုပ်ကြည့်မယ် okay delete လုပ်ချင်တော့ကျွန်တော် post id လေးလိုတယ် delete ကျွန်တော်ဒီနားလေးမှာထည့်လိုက်လေရ okay delete မှာ error တက်သွားတယ် okay ဘာဖြစ်လို့ delete မှာ error တက်တာတော့ဆိုရင်အခုဒီဘက်မှာလာကြည့်မယ်ဆိုသူလည်း user မရှိလို့တက်မှာပဲပေါ့နော် okay တော့သူ user တော့မဟုတ်ကျွန်တော်တို့ဒီဘက်ထဲမှာသူရဲ့ authorizer request content ထဲမှာ authorizer လည်းပါမလာဘူး lambda လည်းပါမလာဘူးဘာဖြစ်လို့ lambda တွေ authorizer တွေပါမလာလဲဆိုရင်ကျွန်တော်တို့ခုနကဒီ block ရဲ့ post method မှာပဲ block route ရဲ့ post method မှာပဲကျွန်တော်တို့ authorizer ထည့်ခဲ့လို့လေအဲဆိုရင်ကျွန်တော်တို့ icon ကိုလည်း authorizer ထည့်လိုက်မယ်အဲဆိုရင် block route ရဲ့ delete method မှာလည်းကျွန်တော်တို့ block authorizer ကို attach လုပ်လိုက်မယ် okay block authorizer attach လုပ်လိုက်ပြီဆိုတော့ပြန်ပြီးတော့ request လုပ်ကြည့်မယ် okay you do not have permission to delete this post okay sorry ဒီကောင်ရဲ့အလုပ်ကတော့လုပ်သွားပြီပေါ့နော်ဒီ delete မှာတုံးထားတဲ့တုံကန်က user 1ရဲ့တုံကန်ကြီးထည့်နေအခုကျွန်တော် user 4ရဲ့တုံကန်ကို copy ကူ header ထဲမှာတွားပြီးတော့ထည့်ပြီးတော့ request လုပ်လိုက်ရင် okay delete ဖြစ်သွားပြီ okay အဲ့ဒါဆိုရင်အခုကျွန်တော်တို့ကဘာလဲဆိုရင်သူ့ရဲ့ဒီ function မှာ authorization တစ်ခုလုံးမရှိတော့ဘူးဘယ်ရောက်သွားပြီလဲဆိုရင်သူ့ရဲ့ authorization နဲ့ဆိုင်တဲ့ကောင်တွေကျွန်တော်တို့ lambda authorizer ဆိုပြီးတော့ဒီ API gateway နဲ့ပေါင်းပြီးတော့လုပ်လိုက်တယ်ပေါ့နော်ဒီလိုမျိုး lambda authorizer ကိုခွဲထားလိုက်တော့ဘာဖြစ်သွားလဲပေါ့နော်အခုဒီကောင်လေးဖြတ်လိုက်မယ်နော်တစ်ခုလုံးချိန်ပြီးသွားပြီဆိုတော့ဘာတွေကောင်းသွားစီလဲဆိုရင်ကျွန်တော်ဒီမှာအချက်က5ချက်ရေးထားရပါတော့အခုဒီ reducing unnecessary lambda invocation
တော့မလိုအပ်ဘဲနဲ့ lambda invocation တွေကို short ချလို့ရတယ်ဘယ်လိုမျိုး short ချလို့ရတာတော့ပေါ့နော်အခုဒီမှာပဲတစ်ခါလေးပြလိုက်မယ်ပေါ့နော်ဒီ authorizer caching ဆိုတဲ့ကောင်ရှိတယ် authorizer caching ဆိုတဲ့ကောင်ကို online မယ်ဆိုလို့ရှိရင်ဒါဒီ cache ကဘယ်လောက်ကြာတော့ပေါ့နော်အခုဆိုလို့ရှိရင်ဒီကောင် default အနေနဲ့300ပေါ့နော်ဒီကောင်ဒီ documentation မှာလည်းသူသွားဖတ်လို့ရတယ်ပေါ့နော်ဒီမှာ authorizer caching okay ဒီအသေးဖတ်ချင်တော့ဒီမှာဖတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီနားလည်အောင်တော့ပြောပြလိုက်မယ်ဒီကောင်က300 second ဆိုတော့ဟောပေါ့300 second သူက5မိနစ်ဖြစ်မလား5 6 30ဆိုတော့5မိနစ်နော်โอเคအဲ့ဒါဆိုရင်အခုဒီကောင်လေးကို save လုပ်မယ်โอเค save လုပ်လိုက်ပြီဆိုရင်ဒီကောင်က cache ဖြစ်သွားပြီပေါ့နော် cache ဖြစ်သွားပြီဆိုရင်သူကဘယ်လိုမျိုး cache လုပ်တာလဲဆိုရင်အခုကျွန်တော်တို့ဒီမှာ authorization ရှိတယ်အခုကျွန်တော်တို့ဒီ CloudWatch ရဲ့ lambda authorizer အခုသူကို watch လုပ်နေမယ်เนาะ day လုပ်နေမယ်အခုကျွန်တော်ဒီဘက်ကနေ request လုပ်လိုက်မယ်။ဘာလဲဆို post create လုပ်တဲ့ request ပို့လိုက်မယ်။ Okay လောမလာသေးဘူး။ Okay ဒီမှာလောရောက်လာပြီ။ Okay နောက်ထပ်ကျွန်တော်ထပ်ပြီးတော့ request လုပ်မယ်။ Okayနောက်ဆုံးရောက်တာ1နာရီ43မိနစ်နဲ့6စက္ကန့်1နာရီ43မိနစ်နဲ့6စက္ကန့်โอเคသူထပ်ပြီးတော့လာမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုသူက lambda authorizer 1နာရီ43မိနစ်နဲ့6စက္ကန့်ဒါပေမဲ့ request နှစ်ခေါက်လုပ်ရင်သူက cache ဖမ်းထားတာဖြစ်တဲ့အတွက်ပုံလေးနဲ့ပို့ပြီးနားလဲအောင်တော့ share ပေးမယ်နော် cache ဖမ်းထားတာဖြစ်တဲ့အတွက်ပထမဆုံး request လာတယ် ပထမ request မှာသူကဒီ lambda authorizer ကိုကျွန်တော်တို့ဗာလဲဆိုရင်တွားပြီးတော့စစ်လိုက်တယ်စစ်လို့ဆက်ဖြစ်တယ်ဆိုလို့ရှိရင်သူက cache ဖမ်းထားလိုက်တာ okay သူရဒီမှာလည်းရှိတယ်ပေါ့နော်ဒီမှာတွားကြည့်မယ်ဆိုရင်ဒီပုံလေးပေါ့ okay request လာတယ် APN gateway ကနေပြီးတော့ lambda authorizer ကိုတွားတယ်ဆက်ဖြစ်တယ်ဆိုရင်သူက cache ဖမ်းထားလိုက်တယ် policy cache ဆိုပြီးတော့ okay အဲဆိုရင်နောက်တစ်ချိန်လာပြီး request လုပ်ရင်သူဒီ cache ထဲမှာရှိလားစစ်လိုက်တာရှိလိုက်လို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ခုနက300 second 300 second 5မိနစ်အတွင်းဖြစ်နေတယ်သူက valid ဖြစ်နေသေးတယ်ပေါ့နော်ဒီ cache လေးက valid ဖြစ်နေသေးတယ်ဆိုရင်ဒီ lambda ကြီးကိုထပ်ပြီးတော့ invoke မလုပ်တော့ဘဲနဲ့တခါလေးတန်းပြီး allow ခွင့်ပြုလိုက်တယ်အဲဆို5မိနစ်အတွင်းမှာဆိုလို့ရှိရင်တော့ဒီ APN gateway ရဲ့ဒီ lambda authorizer ကိုထပ်ပြီးတော့သွားမှာမဟုတ်ဘူးဆိုတော့သူစစ်တဲ့အခြေအနေတော့ရှိတယ်ပေါ့နိအခုကျွန်တော်တို့ကဒီ identity source မှာက authorization ပြောထားလို့ဥပမာတခြား user ဆိုလို့ရှိရင်တော့သူထပ်စစ်မှာဒီ authorization ဥပမာထားပါတော့user 1ရဲ့ authorization ဆိုရင်သူ header ထဲမှာပါလာမှာပေါ့ header ထဲပါလာလို့ကျွန်တော် request လုပ်လိုက်တယ်ဒီ user ကမှန်သွားပြီပေါ့နော်ဆက်ဖြစ်သွားပြီဆိုရင်သူကဒီဘက်ကနေလာပြီးဒီကောင်အလုပ်လုပ်သွားမယ်အလုပ်မလုပ်ခင်မှာဒီကောင်လေးက save သွားမယ် okay cache ထဲကိုတင်ထားမယ်ပေါ့နော်ဒါပေမဲ့ဒီ header ထဲမှာ authorization key မတူတဲ့ကောင်ဟိုမှာတခြား user ပေါ့နော်တခြား user ဆိုလို့ရှိရင်ကျတော့သူကဒီ cache ကိုသုံးလို့မရတော့ဘူးလေ cache သုံးလို့မရတော့တခြား user 2ရဲ့ authentication ဆိုရင်ကျွန်တော်တို့ကဗာလဲဆိုရင်ထပ်ပြီးတော့သူစစ်ရ okay ထပ်ပြီးတော့ဒီ lambda authorizer ကိုအလုပ်လုပ်ပြီးတော့မှသူ cache ထဲကိုစစ်အဲဆိုဒီ lambda 2 user 2ရဲ့
တိုကန်လေးကလည်းဘယ်လောက်အချိန်ရသွားမလဲဆိုရင်5မိနစ်ဒီ lambda လေးကို invoke လုပ်တော့မှာမဟုတ်ဘူးအဲ့တော့သူပြောချင်တာ reducing unnecessary lambda invocation မလိုအပ်တဲ့ဒီ lambda invocation တွေကိုထပ်ခါလုပ်เสียမလိုဘူးအဲ့လိုမျိုးပြောပါဘောနော် reducing ဆိုတော့ရော့သွားshort ချလို့ရတာပေါ့နော် okay ဒီ short ချလို့ရတဲ့ဟာထဲမှာဘာလဲပါလဲဆိုတော့အခုအကယ်၍ဒါကျွန်တော်တို့ကအပေါ်အတိုင်းလုပ်မယ်ဆိုလို့ရှိရင် okay သူရဲ့ lambda ရဲ့ cost ကုန်ကြစရိတ်လေကျွန်တော်တို့တွက်လို့ရတယ်ဘယ်လိုမျိုးတွက်လဲ lambda ကသူကသူရဲ့တွက်တဲ့ပုံစံရှိတယ်ပေါ့နော်တွက်တဲ့ပုံစံကကျွန်တော်ပတ်စံကmillisecond နဲ့ပဲကောက်တယ် millisecond နဲ့ဟိုမှာ run time millisecond နဲ့ကောက်တယ်သူရဲ့ဒီ lambda ရဲ့ configuration နဲ့မှာဒီ general ထဲမှာကျွန်တော် memory ရှိတယ်ဒီမှာ run time ရှိတယ် okay ဒီ memory ကဒီကျွန်တော်တို့ရဲ့ဒီ source code လေးထဲမှာရှိတဲ့ business logic လုံလောက်ပေါ့လေဒီမှာတော့သူဘယ်လောက်ထိပေးလို့ရလဲဆိုရင်အများကြီးပေးလို့ရတယ်10.240ထိပေးမယ်ပေါ့နော်အခုဒီလောက်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ main lambda okay main lambda ဆိုတာဒီပုံမှာဆိုလို့ရှိရင်ဒီကောင်ကြီးက main lambda ပေါ့လေဒီ mypost function ဆိုတဲ့ကောင်က main lambda functionဒီ main lambda function ကြီးကဒီလောက်သုံးတယ်ထားတော့ဒီလောက်သုံးတယ်ဆိုသူကတစ်စက္ကန့် run သွားတယ်sorry 26မိနစ်ဖြစ်နေပေါ့နော်ဒီအပိုင်းဒီလောက်နဲ့ရမယ်ကျွန်တော်နောက်ပိုင်းမှာဆက် share မယ်ပေါ့နော်